Welcome back everyone. ဒီနေ့ကတော့ chapter 2 စမှာပေါ့နော် chapter 2 exponent roots and number property အရင်ဆုံးခေါင်းစဉ်ကို generation ပြရအောင်အဲ့ဒါဆိုရင် exponent ဆိုတာကမြန်မာလိုမျိုးဘာကိုပြောလဲဆိုတော့ထပ်ကိန်းဥပမာပေးရမယ်ဆိုရင်2 power 4ဆိုရင်အပေါ်က power 4ကကြတော့ exponent တော့ထပ်ကိန်း exponent ဖြစ်ပြီးတော့ဒီအောက်က number 2ကကြတော့ base အခြေကိန်းအဲ့လိုမျိုးဖြစ်သွားတာပေါ့ဒီ2 power 4ကိုစာလံပေတန်းနဲ့ဘယ်လိုမျိုးခေါ်မလဲဆိုတော့2 to the 4th power ဒီချိန်မြောက်ထပ်ကိန်းရဲ့ဆိုတော့ 4th ဖြစ်သွားတယ်ဒီမှာဒါကအကြိမ်မြောက်တွေဖြစ်သွားတယ်ဥပမာ5 power 6ဆိုရင်အောက်က5ကိုကြတော့ဒီကရိုးရိုး5ပဲရေးမယ်5 to the 6ကကြတော့အကြိမ်မြောင်းဖြစ်သွားပြီပြီးတော့ SIXTH 6 power အောက်က base ကိုကြတော့ဒီက1 2 3 4 5ပဲဒါပေမဲ့ power ကိုပြောရမယ်ဆိုရင်တော့ဘယ်နှကြိမ်မြောက်ဘယ်နှထက်မြောက်အဲ့လိုမျိုးဖြစ်သွားမယ်ဟိုက5 power 6အဲ့လိုမျိုးအတူကောက်ပြောလဲရတယ်တိတ်ကတော့အဲ့လိုပဲပြောပြီးတော့ရှင်းပြအောင်ပါပေါ့9 power 2ဒီ9 power 2ကိုကြတော့9 square 9 power 2အဲ့လိုမျိုးပြောလို့ရတယ်ပြီးတော့9 power 3 9 power 3ကို9 power 3လို့လည်းပြောလို့ရတယ်9 cube လို့လည်းပြောလို့ရတယ်9 square ရယ်9 cube ရယ်ဒါမှမဟုတ် power ထည့်ပြီးတော့ power 3 power 2အဲ့လိုမျိုးပြောလဲရတယ်ဒီ exponent ကို general ပြောပြီးသွားရဆိုရင်နောက်တစ်ခု root ကိုသွားမယ် root ကတော့အကုန်လုံးသိရတဲ့အတိုင်းပဲဒီကိန်းကိုပြောတာ5 square 9နှစ်ထပ်9 လီ25ဒါဆိုရင် -5 square ရောဘယ်လောက်ရမှာ -5 နဲ့ -5 နဲ့မြောက်တာ9 လီ25အနှုတ်နဲ့ကြည်သွားမယ်ဆိုဒီမှာ25အဖြစ်တူနေရတွေ့လား25က5 square လဲမှန်တယ် or ဒါမှမဟုတ်ရင် -5 square ဆိုလဲမှန်တယ်ဒီမှာမေးခွန်းမှာက root 25လို့မေးလာပြီဆိုလို့ရှိရင် answer က5ဆိုလဲမှန်တယ်ဒါမှမဟုတ်လို့ရှိရင် -5 ဆိုလဲမှန်တယ်36ဆိုလို့ရှိရင်66လီ36မှန်လား6နှစ်ထပ်လဲမှန်တယ်ဒါမှမဟုတ်လို့ရှိရင် -6 the whole square အဲ့လိုဆိုလဲမှန်တယ်ဘာလို့လဲဆိုတော့ -6 နဲ့ -6 နဲ့မြောက်လို့ရှိရင်အနှုတ်ကြည်သွားပြီးတော့36ပဲရမှာ9 လီ25အနှုတ်5နှစ်ထပ်25ဒီမှာကျတော့အဖြေကတစ်ခုတည်းပဲဖြစ်ပေမဲ့ဒီ25ကိုသူ့ရဲ့နှစ်ထပ်ကိန်းရင်ရှာလိုက်လို့ရှိရင်အနှုတ်လည်းဖြစ်နိုင်တယ်အပေါင်းလည်းဖြစ်နိုင်တယ် okay နားလည်မယ်လို့ထင်ပါတယ်ပြီးတော့ numbers property ကကြတော့PMDS ကိုပဲပြောတာရှေ့မှာတင်သွားတဲ့ orders of operation ပဲဒါပေမဲ့အပေါ်မှာကကြတော့ဒီလက်သေးကွင်းတို့ဘာလို့ပဲပါမှာဒီမှာကြတော့ chapter 1ထက်စုံတဲ့ဟာတွေပါလာမယ်အဲ့ဒါကိုပို့ပြီးတော့ revision ပြန်လုပ်တာပေါ့ okay so next slide ကိုသွားကြမယ် exponent ကပါလဲ base ကပါလဲ2 power 6ဒီ6ကို exponent လို့ပြောတာမြန်မာလိုကြတော့ထက်ညွှန်းလို့လည်းပြောတာပေါ့ပြီးတော့ထက်ကိန်းလို့လည်းပြောကြတာပဲ base ကတော့အခြေကိန်းဒါဆိုရင်ထက်ညွှန်းတဲ့အခြေကိန်းကိုသိပြီဆိုတော့ဒီထက်ညွှန်းတဲ့ဆိုင်နဲ့ properties တွေသွားမယ်ဒီ rules တွေကိုသိမှပဲဥစ္စာတွေတွက်တဲ့အချိန်မှာပို့ပြီးတော့လွယ်ကူမှာပို့ပြီးတော့တွက်နိုင်မှာပို့ပြီးတော့ဖြေမှန်မှာဆိုတော့စရအောင် rules တွေ exponent property ပထမဆုံး zero rule ဆိုတာကဘာလဲဆိုတော့ဒီကိန်းတစ်ခုပဲထားလိုက်တော့ x အပေါ်မှာ0ရှိရဲဆိုရင်အမြဲတမ်းအဖြေက1ရမယ်ဒါမဲ့တတိထားဖို့ကကြတော့ x က0မဖြစ်အောင်ပို့ပြီးတော့နားလည်အောင်ဥပမာပေးရမယ်ဆိုကြိုက်တဲ့ကဏ္ဍ188ကိုထက်ညွှန်း3ညပေးလိုက်မယ်အဖြေက1ပဲရမယ်အနှုတ်989 exponent 0ပေးလိုက်ရင်1ပဲ3ညမဟုတ်တဲ့ဘယ်ကိန်းကိုမဆိုထက်ညွှန်း0တင်လိုက်ရင်အဖြေ1 okay အဲ့ဆိုရင်နောက်တစ်ခုသွားမယ် product rule x power a အမြောက် x power b အခြေတူနေရဆိုလို့ရှိရင်ထက်ညွှန်းနှစ်ခုပေါင်းအောင်မယ်ထက်ညွှန်း a + b
ဒီမှာမှတ်ထားမှာအခြေတူထက်ကိန်းအချင်းချင်းမြောက်ရင်ထပ်ညွှန်းပေါအောင်မယ်9 power 2နဲ့9 power 3နဲ့မြောက်မယ်ဆိုရင်အခြေ9တူနေတဲ့အတွက်ကြောင့်မို့လို့ထပ်ညွှန်းတွေကိုပေါင်းမယ်2 + 3ဆိုရင်9 power 5ဖြစ်သွားမယ် quotient rule ကကြတော့ x power a နဲ့ x power b နဲ့စားတာအခြေတူတဲ့ထပ်ညွှန်းကိန်းတွေချင်းချင်းစားတာရယ်ဆိုလို့ရှိရင်အခြေကိုရေးမယ်ပြီးရင်အပေါ်က a ပြီးရင် minus အောက်ကထပ်ညွှန်း b 3 power 4 by 3 power 2နဲ့အဲ့လိုဆိုလို့ရှိရင်အခြေတူတဲ့3ဖြစ်သွားတယ်ပြီးရင်အပေါ်မှာရှိတဲ့ထပ်ညွှန်း4အောက်မှာရှိတဲ့ထပ်ညွှန်း2 equal to 3 square အဲ့လိုဖြစ်သွားမှာပြီးရင် power of a product ဂိမ်းနှစ်ခုရှိရဲ့ x နဲ့ y နဲ့ပြီးရင်အပေါ်မှာထပ်ညွှန်း a ရှိရဲ့အဲ့ဒါဆိုလို့ရှိရင်ဒီအပေါ်ကထပ်ညွှန်းက x နဲ့လည်းဆိုင်တယ် y နဲ့လည်းဆိုင်တယ်အဲ့ဒါကြောင့်မို့လို့ x power a မြောက် y power a အဲ့လိုမျိုးဖြစ်သွားတယ်တနည်းအားဖြင့်ဥပမာပေးရမယ်ဆိုလို့ရှိရင်3ရဲ့ alphabet t ထားလိုက်မှာပို့ပြီးရှင်းအောင်ဒါကိုခွင်းစောက်ခွင်းပိတ်ထဲမှာထားပြီးတော့အပေါ်မှာ power 4ပေးမယ် power 4ပေးမယ်ဆိုတော့ဒီ power 4က3နဲ့လည်းဆိုင်တယ် t နဲ့လည်းဆိုင်တယ်ဆိုတော့ဖြန့်ချလိုက်မယ်ဆိုရင်3 power 4အမြောက် t power 4အဲ့လိုဖြစ်သွားမှာနားလည်နော်ခွင်းစောက်ခွင်းပိတ်ထဲမှာကိန်းနှစ်ခုရှိရယ်ပြီးရင်အပေါ်မှာ exponent ရှိရယ်အဲ့ဒါဆို exponent ကခွင်းထဲမှာရှိရယ်ကိန်းတွေအကုန်လုံးနဲ့ဆိုင်တယ်ပြီးရင် the power of a quotient x by y power a အပေါ်ကအတိုင်းပဲ power of a product အတိုင်းပဲခွင်းစောက်ခွင်းပိတ်ထဲမှာကိန်းနှစ်ခုစားတာရယ်ပြီးရင်ထပ်ညွှန်းရှိရယ်ဒါဆိုရင်ခွင်းပြင်မှာရှိရယ်ထပ်ကိန်းကပိုင်းဝေနဲ့လည်းဆိုင်တယ်ပိုင်းခြေနဲ့လည်းဆိုင်တယ် numerator နဲ့လည်းဆိုင်တယ် denominator နဲ့လည်းဆိုင်တယ် x power a by y power a နှစ်ခုလုံးနဲ့ဆိုင်တယ်နှစ်ခုလုံးကိုဖြန့်ချလိုက်တာ okay ဒါပေမဲ့ဒီမှာအစားကိန်းတွေပါလာပြီဆိုရင် y ပိုင်းခြေက0ဖြစ်လို့မရအောင်ဒါကတော့ကြုံလို့တခါရဲပြောလိုက်မှာဒါကတော့ fraction ပေါ့အပိုင်းကိန်းနေဆိုလို့ရှိရင်ပိုင်းဝေက0ဖြစ်လို့ရတယ်0 by 7 0ရပါမယ်ဒါပေမဲ့လည်း7 by 0ဖြစ်လို့မရအောင်7 by 0ဖြစ်လို့ရှိရင်ဒါက undefined ဖြစ်သွားပြီ okay ဥပမာပေးရမယ်ဆိုလို့ရှိရင်5 by 2 5 by 2နှစ်ခုလုံးခွဲစားခွဲမိတ်ခတ်တာเนาะ5 by 2 power 3အဲ့ဒါဆိုလို့ရှိရင် power 3က5နဲ့လည်းဆိုင်တယ်2နဲ့လည်းဆိုင်တယ်5 cube by 2 cube အဲ့လိုဖြစ်သွားမှာဒီမှာလဲ x က0ဖြစ်လို့မရအောင်เนาะအပိုင်းကိန်းပါလာပြီဆိုတော့အပိုင်းကြီးက0ဖြစ်လို့မရအောင်အပိုင်းကိန်းရေးပြီမှာလားပိုင်းကိန်းရေးလို့ရှိရင်ဒီမှာ x by y ခွဲစားခွင်းပိတ်က whole y ထိဖုံးအောင်မယ်ပြီးရင် power a ဒီလိုမှပဲ a က x နဲ့လည်းဆိုင်မယ် y နဲ့လည်းဆိုင်မယ်ဒါမှမဟုတ်ဘူးခွင်းစား x ကိုပဲဖုံးနေရ y ကိုမဖုံးပြီးရင် a power တင်ထားရဆိုလို့ရှိရင် x power a ပဲ y နဲ့လုံးဝမဆိုင်ဘူးဘာလို့လဲဆိုတော့ခွင်းစား d ကိုပဲရောက်နေလို့အဲ့ဒါဆိုရေးလို့ရှိရင်တေချာချိန်ပြီးတော့ရေးရတယ် x by y ကိုဒီလိုပဲဖုံးနေဆိုလို့ရှိရင် x နဲ့ပဲဆိုင်တယ်လိုမျိုးဖုံးတော့မှာပဲ x နဲ့ရော y နဲ့ရောဆိုင်ပါ power of a power နောက်တစ်လိုင်းသွားမယ် power of a power က power ပေါ်မှာ power ထပ်တင်တာဆိုလိုချင်တာကဘာလဲဆိုတော့ x power a x power a เนาะပြီးရင်ခွင်းစားခွင်းပိတ်နဲ့ power b ခြေတူနေရ power ပေါ်မှာ power ထပ်တင်နေဆိုရင် power ချင်းချင်းမြောက် ab ဥပမာပေးမယ်7 square 7 square ကိုမှ power ထပ်တင်မယ်4အဲ့ဒါဆိုလို့ရှိရင်အခြေတူနေတဲ့ထပ်ညွှန်းအချင်းချင်းထပ်တင်ထားရဆိုလို့ရှိရင်အခြေတူထပ်ညွှန်းနေအချင်းချင်းမြောက်မယ်နှစ်အမြောက်4ဆိုတော့7 power 8ဖြစ်သွားတယ် okay ပြီးရင်နောက်ထပ်တစ်ခုက negative exponent negative exponent ဆိုတာက x power minus a ထပ်ညွှန်းကအနှုတ်ဖြစ်နေတာအဲ့လိုမျိုးထပ်ညွှန်းအနှုတ်ဖြစ်ပြီဆိုရဘာမှမစင်စားနဲ့နေရာချင်းလိုက်ပြီးရင်လက္ခဏာပြောင်းအောင် x power a ဖြစ်သွား x power minus a ထပ်ညွှန်းက minus ဖြစ်နေရဆိုလို့ရှိရင်နေရာချင်းလိုက်
1 by x power a okay ဒီမှာဥပမာပေးရမယ်ဆိုလို့ရှိရင်2 power minus 6 minus 6 exponent ကအနှုတ်ကြီးဖြစ်နေရဆိုတော့နေရာချိန်မယ်ဆိုရင်2ကအောက်ရောက်သွားမယ်2 power 6အဲ့ဒါဆိုရင်အဖြေတွက်လို့ရပြီ2 power minus 6ကလုံးဝအဖြေတွက်လို့မရဘူးနေရာပြောင်းပြီးတော့ဒီမှာ1 by 2 power 6လောက်တော့မှပဲအဖြေရမှာထပ်ပြီးတော့ပြောစရာရှိတာကနောက်ဥပမာပေးရမယ်ဆိုရင်1 by 3 power minus 2ဒီမှာပြောထားရင်တော့ထက်ညိုးကအနှုတ်ဖြစ်နေတဲ့အချိန်မှာနေရာပြောင်းမယ်ဒီမှာ2 power minus 6ကအပေါ်မှာပဲရှိနေလို့အောက်ကိုပို့လိုက်တာ3 power minus 2ကအောက်ကိုရောက်နေတယ်အဲ့ဒါဆိုရင်ထက်ညိုးအနှုတ်ပြောင်းခြင်းနဲ့နေရာပြောင်းမယ်3 power 2 3 square အပေါ်ရောက်သွားပြီအဲ့လိုမျိုးနားလည်မယ်လို့ထင်တယ်ဒါဆိုရင်နောက်တစ်ခုထပ်သွားမယ် fraction exponent fraction exponent ဆိုတာထက်ညိုးကအပိုင်းကိန်းဖြစ်နေတာဥပမာပြောမယ်ဆိုရင် x power a by b အဲ့လိုမျိုးဖြစ်နေတာထက်ညိုးကအပိုင်းကိန်းဖြစ်နေတာ b root x power a အဲ့လိုမျိုးသဘောမျိုးတက်ရောက်တယ်ဒါမှမဟုတ်ဘူးဆိုရင် or ဒီလိုဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးသဘောတက်ရောက်လဲဆိုတော့ဒီမှာကတော့ b root ပဲဒါပေမဲ့ထဲမှာ x ပါတယ်ခွင်းစောက်ခွင်းပိန်းနဲ့သူကအပေါ်မှာ a ဖြစ်သွားတယ်အဲ့လိုသဘောတက်ရောက်တယ် okay ဒါကတော့ရှင်းမယ်လို့ထင်တယ်ဒါဆိုရင်ပို့ပြီးတော့ရှင်းအောင်ဥပမာပြရမယ်ဆိုလို့ရှိရင်2 by 5ထက်ညိုးကအပိုင်းကိန်းဖြစ်နေရအဲ့ဒါဆိုရင်ဘယ်လိုမျိုးသဘောတက်ရောက်လဲဆိုတော့5 root 3 square အဲ့လိုမျိုးတက်ရောက်တယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်5 root 3ကိုမှခွင်းစောက်ခွင်းပိန်းနဲ့အဲ့လိုတက်ရောက်တယ်ရှုံနေရည်ဖြတ်အောင်ဥပမာနောက်တစ်ခုထပ်ပေးရမယ်ဆိုရင်6 power 3 by 7ထက်ညိုးအပိုင်းကိန်းဖြစ်နေရနော်အဲ့ဒါဆိုလို့ရှိရင်အောက်က7ကကြတော့7 root ဒီလိုမျိုးဖြစ်သွားတယ်ပြီးရင်ဒီမှာအခြေကိန်း6ပြီးတော့ power က3 okay ပိုင်းကြီးက root ထဲကိုရောက်သွားတယ်ပိုင်းဝေကကြတော့6အပေါ်ကိုရောက်သွားတယ်ဒါမှမဟုတ်နောက်တစ်မျိုးဘယ်လိုရေးလို့ရလဲဆိုတော့ပိုင်းကြီးကတော့အမြဲ root မှာပဲရှိနေမှာ7 root ပြီးရင်6ဒါမှခွင်းစောက်ခွင်းပိန်းနဲ့3အဲ့လိုဖြစ်သွားမှာ okay ပိုင်းကြီးက root နေရာမှာအမြဲရှိမယ်အခြေကအခြေနေရပိုင်းဝေကတော့ဒီအခြေရဲ့အပေါ်ကိုရောက်ရင်ရောက်ဒါမှမဟုတ်ခွင်းစောက်ခွင်းပိန်းရဲ့အပေါ်ကိုရောက်မယ် okay နောက်တစ်ခုကိုဆက်သွားကြမယ်ဒါဆိုရင် exercise ကတော့ဒီအပေါ်က property ကြည့်မယ်ဆိုရင်တော့ဒီ exercise ကတော့လွယ်လွယ်လေးပဲဖြစ်မှာပါအရင်တော့ပြောရတဲ့အတိုင်းပဲ exercise ကိုကိုယ့်ဘာကိုတွက်မယ်ပြီးရင်အဖြစ်ပြန်တိုင်းမယ်ဆိုတော့အခုကစပြီးတော့ video pause လုပ်လို့ရပြီပြီးရင်ဖြစ်ပြန်တိုင်းမယ် okay ဒါဆိုရင်အကုန်လုံးကတော့တွက်ပြီးသွားပြီလို့ထင်တယ်ဒါဆိုအဖြစ်တိုက်ရအောင်3 square ဆိုရင်3 into 3ဖြစ်တဲ့အတွက်3 3 4 9 1ကတော့လွယ်1အပေါ်မှာ1999ပဲဖြစ်1980ပဲဖြစ်1အပေါ်မှာဘယ်လောက်တင်တာအဖြေကနံပါတ်1ပါပြီးရင်စနစ်တစ်ထပ်က power 1ကအဖြေကတော့12ဒီမှာကြုံလုံးပြောချင်တာပါလဲဆိုတော့ကဏ္ဍနေရေးရ919ဒီအိုက်ကဏ္ဍမို့လို့919ရေးလိုက်တာဒီမှာသိရမှာပါလဲဆိုတော့ကိန်းတိုင်းမှာထပ်ကိန်း1ရှိရနောက်တစ်ပုတ်9 3တက်7 into 7 into 7 3 4 3 okay ပြီးတော့2နဲ့ထပ်2နဲ့မြောက်တယ်4ပြီးရင်ဒီမှာဒါကကြတော့0 root ထဲမှာဝင်သွားတယ်ဒီဘယ်ကိန်းကိုပဲဖြစ်တုံညာမဟုတ်တဲ့ကိန်းတိုင်း exponent 0ဆိုလို့ရှိရင် always number 1ဘာမှတွက်စရာမလို number 1ပဲဒါကထက်ညိုးမှာအနှုတ်တွေ့နေရအနှုတ်ပါနေဒီတိုင်းတွက်လို့မရအောင်နေရာချင်းပြီးတော့အနှုတ်ကိုဖြောင်းပါရအောင်မယ်နေရာချင်းမယ်ဆိုရင်ပေါ်မှာရှိနေတဲ့အတွက်အောက်ကိုပို့မယ်1 by 8 square ဆိုရင်64 64 okay
ဒါဆိုရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုကလည်းအဲ့လိုပဲထပ်ညွှန်းမှာ-1ကြီးဖြစ်နေ-1ကြီးဖြစ်နေ1 by နေရာချိန်မှာ6 power 1အများကြီးပြောထားတယ်6 power 1က1 by 6ပဲပြီးရင်နောက်ဆုံးတစ်ပုဒ်က4 power minus 3 exponent က minus ဖြစ်နေတဲ့အတွက်နေရာချိန်မှာ4 power 3ဖြစ်သွားပြီ4 cube ဖြစ်သွားပြီဆိုရင် okay 4 cube ကဘယ်လောက်လဲ4 into 4 into 4လေးလေး64အော်လေးလေး16လေးလေး64ဆိုတော့1 by 64အဲ့လိုမျိုးရလာမယ်ကဲအဖြစ်မှန်တိုင်းမယ်ပြီးရင် let's go to the next one oh exercise ပဲဒါဆိုရင်တော့အကုန်လုံးမြင်ရပြီလို့ထင်တယ် video pause လုပ်မယ်ပြီးရင်ဖြည့်ထားကြမယ် pause လုပ်လို့ရပြီကဲအကုန်လုံးတွက်ပြီးသွားပြီလို့ထင်တယ်အဲ့ဒါဆိုရင်တော့ဖြည့်တိုက်ကြမယ်နှစ်3တန်းနဲ့နှစ်5တန်းနဲ့မြောက်တယ်ဆိုလို့ရှိရင် base 2နဲ့ base 2ရဲ့ထပ်ကိန်းချင်းမြောက်လို့ရှိရင်ထပ်ကိန်းတွေကိုပေါင်းရမယ်ဆိုတော့3 plus 5 so 2 power 8 2 power 8ဆိုဖြေရပါတော့ D ပြီးရင် number 2ကကြတော့5ကိုမှ5 power 4အခြေတူနေရဲ့ထက်ညောအချင်းချင်းဆိုရင်နှုတ်မှာဒါကဘာ rules ကိုလိုက်နာအောင် quotient rules ကိုလိုက်နာရအခြေတူနေရဲ့ထက်ညောမတူချင်းစားထားရဲဆိုရင်အခြေကိုရေးမယ်ပြီးရင်ထက်ညောနှုတ်မှာဆိုတော့1 minus 4 5 power minus 3ဖြစ်သွားမယ်minus 3ဒီမှာပါလားမပါဘူးဆိုရင်နောက်တစ်ခုထပ်ပြောင်းမယ်ခုနကအနှုတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နေရာချိန်မယ်1 by 5 power 3ဖြေရ B number 3ကဘာလဲဆိုတော့1 by 6 square ရဲ့အမြောက်1 by 6ဒါကဘာနဲ့တူနေရော product rule နဲ့တူနေမှန်းပြီလား x power a အမြောက် x power b is equal to x power a plus b ဒီမှာမြင်အောင်ကြည့်ရမှာ1 by 6ဒီ1 by 6နဲ့ဒီ1 by 6နဲ့တူနေအဲကြောင့်မို့လို့အခြေကိုရေးမယ်1 by 6ပြီးရင် power ကိန်းတစ်ခုက exponent ဘာမှမရေးထားဘူးဆိုရင် automatic သိရမယ်1ရှိရ so 1 by 6 comma 2 plus 1 so the answer is 1 by 6 power 3 it's gonna be C number 4ကအခြေတူရအခြေတူတာကိုမှထက်ညွှန်းပေါ်ထက်ညွှန်းတင်ထားတာ so ထက်ညွှန်းပေါ်ထက်ညွှန်းတင်ထက်ညွှန်းချင်းမြောက်မယ်4အမြောက်4 so 4 16ပမာတော့ဖြည့်ပမာ D number 5ဒါကတော့ခြေလိုက်လို့ရတယ်ဒီမှာ3 power 2နဲ့3 power 2နဲ့တူနေတဲ့အတွက်ကြောင့်မို့လို့တလီခြေလိုက်လို့ရတယ်ပို့ပြီးတော့ dive လုပ်မယ်ဆိုရင်3အခြေတူနေရဆိုတော့ပေါ်မှာရှိနေတဲ့2ပြီးရင်အောက်မှာရှိနေတဲ့ထက်ညွှန်း2 so 3 power 0 3 power 0ဆိုရင်3ရောက်မဟုတ်တဲ့ gain တွေထက်ညွှန်း3ညတင်ထားရင်0 the answer is C number 6ကိုသွားမယ်သူကဘယ်လိုပြောမလဲဖြန့်ဝေရဲ့ဂုဏ်သက်တည်ပါတာပေါ့ဖြန့်ဝေရဲဆိုတော့chapter 1မှာသင်ထားတဲ့မြောက်ဖြန့်ဝေရတော့မဟုတ်ဒါမဲ့လည်းဖြန့်ဝေတာနဲ့တူပါပဲသူကဘာ rule နဲ့တူနေလဲဆိုတော့ A B ကိုမှ power x တင်လို့ရှိရင် x က A နဲ့လည်းဆိုင်တယ် x က B နဲ့လည်းဆိုင်တယ် A power x အမြောက် B power x အဲ့ဒါနဲ့တူပဲဒီမှာဘာကိုမြင်အောင်ကြည့်ရမလဲဆိုတော့3 power 2က gain တစ်ခု3က gain တစ်ခုအဲ့ဒါကိုမှခွင်ဆောက်ခွင်ပိန်နဲ့ power 3ခံထားတာဆိုတော့ဒီ3က3 square ကိုလည်းသွားမယ်3ကိုလည်းသွားမယ်ဒါဆိုသွားရအောင်သစင်ချင်းစီရေးမှာနော်3 square ကိုမှ power 3ထပ်ခံမယ်အမြောက်3ကို power 3ခံမယ်အခြေတူနေရထက်ညွှန်းပေါ်ကိုထက်ညွှန်းတင်ထားရဆိုရင်ထက်ညွှန်းချင်းမြောက်မယ်ဆိုတော့2 3 4 6အမြောက်3 ကျူအခြေတူနေရထက်ညွှန်းနေအချင်းချင်းမြောက်ထားရဆိုရင်အခြေကိုတစ်ခါပဲရေးမယ်ပြီးရင်ထက်ညွှန်းတွေကိုပေါင်းမယ်3 power 9 okay so 3 power 9 D 7ကကြတော့1 by 7 square into 7 power 5 so number 1ကိုဒီအမှထားလိုက်အောင် number 1အပေါ်မှာပိုင်းဝေသက်သက်ရှိနေရဒီမှာအခြေတူနေရပြီးရင်မြောက်ထားရအခြေတူရဲ့ထက်ညွှန်းပါတဲ့ဟာတွေမြောက်ထားရဆိုရင်အခြေကိုတစ်ခါပဲရေးမယ်ထက်ညွှန်းတွေကိုပေါင်းမယ်2 plus 5 so 1 by 7 power 7 okay here C
နောက်တစ်ခုကဘာလဲဆိုတော့8 4 power 8ပြီးရင်နောက်တစ်ခုကကျတော့4 power 3ဒါဟိုမှာ power ဘာတင်ထားတာ3ဒါဆိုရင်ခွင်းထဲကကိစ္စကိုအရင်ရှင်းပြီးမှခွင်းပြန်အောင်ဟောက်ရှင်းမယ် so ခွင်းထဲကဟာကအခြေ base တူမနေဘူးလား4အခြေတူနေရဲ့ထက်ညွှန်းပါတဲ့ဟာတွေအချင်းချင်းစားထားရဆိုရင်အပေါ်ကထက်ညွှန်းရေးမယ်ပြီးရင်အနှုတ်အောက်ကထက်ညွှန်း3ဒါအောင်မှကွင်းစောက်ကွင်းပိန်းနဲ့3ရေးမယ်ဒါဆိုရင်8ထဲကနေပြီးတော့3တော့ရင်ဘယ်လောက်တော့5ပြီးရင်ကွင်းစောက်ကွင်းပိန်းအပေါ်မှာ3ရှိရယ်အခြေတူနေရဲ့ထက်ညွှန်းမှာထက်ညွှန်းတင်ထားရဆိုရင်ထက်ညွှန်းချင်းချင်းမျှောင်ပဲပြောထားရယ် so 9 3 4 15 4 power 15ဖြစ်သွားမယ် so where's 4 power 15 c ကဲ number 9အခြေတူရယ်18 အခြေတူရယ်မှလားခြေတူရယ်ဆိုရင်ခြေကိုတစ်ခါရေးထားပြီးရင်အခြေတူနေရထက်ညွှန်းပါတဲ့ဟာချင်းချင်းမျှောင်မယ်ဆိုရင်ထက်ညွှန်းချင်းချင်းပေါင်းမယ်လို့ပြောထားပြီးသား so ထက်ညွှန်းချင်းချင်းပေါင်းအောင်18အပေါ်မှာပါရှိလဲဘာမှမရှိဆိုရင်1ဒုတိယ18အပေါ်မှာပါရှိလဲဘာမှမရှိဘူး1တတိယက power 2 so plus 2 so 18ကိုမှ1ဆိုတော့2ဆိုတော့4 18 power 4 here okay so number 10ကကြတော့သူ့မေဝက9 cube ကိုမှ power 4 into 9 so တစင်ချင်းစီပဲရှင်းရမယ်9ပထမဆုံးဒီတစ်ခုကအခြေတူနေရ9ကိုမှထက်ညွှန်းပေါ်ထက်ညွှန်းတင်ထားတဲ့အတွက်ထက်ညွှန်းချင်းချင်းမျှောင်မယ်ဆိုရင်3 4 12အမြောက်9 okay အခြေတူနေရထက်ညွှန်းပါရထက်ညွှန်းပါရဟာအချင်းချင်းအဖြေလိုချင်လို့ရှိရင်ခြေကိုတစ်ခါရေးမယ်ပြီးရင်ထက်ညွှန်းတွေကိုပေါင်းမယ်12 plus ဒီမှာဘာမှမရှိဘူးဆိုရင်ထက်ညွှန်းပါရှိလဲ1 so 9 power 13 so where's 9 power 13 d everyone အဖြေမှန်မယ်လို့ထင်ပါတယ် so let's go to the next one oh here square root ဒီ square root တွေကတည်ထားတဲ့အထဲမှာပါတယ်အလို့ချက်ဖို့မပြောဘူးဒါမဲ့လည်းတည်ထားတဲ့အဲ့လိုမျိုး square root တွေပါတယ်တွက်မယ်25ဆိုရင်5မှန်းတန်းတည်ရမယ်ဒါကတော့တည်တယ်ပါတယ် right တစ်ကနေပြီးတော့မနေ့က16တိတည်တယ်နော်16ပြီးရင်ဒါကတော့ရားတင်ပါတယ်အလို့20နှစ်ထက်က400ဆိုတော့ပြီးတော့25အကုန်လုံးတော့ကြက်စရာမလိုဒါမဲ့လည်းဒီဟာတွေဦးစားပေးရရင်တော့အဆင်ပြေပါတယ် okay မှာကျူရုကလည်းတည်တဲ့အထဲမှာပါတာပေါ့အဲ့ဒါကြောင့်ရေးထားပေးရဲအလို့ချက်ချင်လည်းရရဲမချက်ချင်လည်းရရဲဒါပေမဲ့အလို့မချက်ပဲနဲ့အလို့နီးပါးရနေရင်တော့ပိုကောင်းတာပေါ့ okay square root ရဲ့ကျူရုရဲ့ and let's go to the next one so simplify root 72တွေ့အောင်အဲ့ဒါဆိုရင်72ပထမဆုံး2နဲ့တော့မှ2 3 4 6 6ဆိုရင်12ကျန်တယ်2 6 4 12 2တက်လေးနဲ့2 8 4 16 2 9 4 18ဖြစ်သွားမယ်ပြီးရင်3 3 4 9 so 2 3ထက်ရယ်3 2ထက်ရယ်ဒီချိန်မှာဒါက square root ဖြစ်တဲ့အတွက်2ခုတွေထုတ်ပြမယ်ဆိုတော့2ထွက်သွားမယ်ပြီးရင်3ထွက်သွားမယ်အထဲမှာပါကြမှာတော့2တစ်ထက်ကြမယ် so 3နဲ့4 6 6 root 2ဖြစ်သွားမယ်12ဆိုလို့ရှိရင်4 3 4 12 4 3 4 12ဆိုရင်4က2နှစ်ထပ်ပြတဲ့အတွက်ကြောင့်မို့လို့ဒီမှာ2နှစ်ထပ်ပိုရှင်းအောင်ပြောပြမယ်2နှစ်ထပ်အမြောက်3 so 2ထပ်နဲ့ဒီ square root နဲ့ကြည်သွားပြီဆိုတော့ဒီ2ထပ်ကြည်သွားတာ2ကပြင်ထွက်မယ်ထဲမှာ3ကျန်နေမယ် okay ဒီ exercise တော့မှအဲ့ဒါဆိုရယ် pause လုပ်လို့ရပြီပြီးရင်ဖြည့်ပြန်တိုင်းမယ် okay အကုန်လုံးတွက်ပြီးသွားပြီလို့ထင်ပါတယ်အဲ့ဒါဆိုရင်တော့အဖြေတိုက်ကြမယ်ကဲ root 32 4 8 32ဆိုတော့4 4 2ပြီးရင်4က2နှစ်ထပ်4က2နှစ်ထပ်ပြီးရင်2အမြောက်2ဒီ2နှလုံးကထွက်သွားပြီပြီးရင်ထဲမှာက2ကျန်မယ်အမြောက်2 so 2နဲ့4 root 2
ပြီးရင်ဒါကတော့9နဲ့48 9နဲ့48ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့9က3နှစ်ထက်ဆိုတော့3ထွက်မယ်2 40ဆိုရင်4အမြောက်30မှန်လား4အမြောက်30ကိုထပ်ခွဲမယ်ဆို9နဲ့40ပဲရမယ်9နဲ့40ဆိုရင်လည်းအပြင်ထွက်လို့မရအောင်နှစ်ထပ်မရှိရတော့ဆိုတော့4ရကြတော့2နှစ်ထပ်2နှစ်ထပ်ရဲ့30ရဲ့ဒါဆိုဒီဟာနှစ်ထပ်ကကြေသွားပြီးတော့2ကအပြင်ထွက်မယ်2 root 10ပြီးရင်300ကကြတော့သူက3နဲ့100နဲ့မြောက်ထားတာ3နဲ့100နဲ့မြောက်ထားတာ3ကဘာမှထပ်ခွဲလို့မရအောင်30နှစ်ထပ်100ကြတော့so နှစ်ထပ်ရှိရ30ကအပြင်ထွက်မယ် so 3ပြီးရင် number 5ကကြတော့24ဆိုရင်4 6 24 4ရယ်6ရယ်24 6က3နဲ့6ဆိုတော့ဘာမှဆက်လုပ်လို့မရအောင်နှစ်ထပ်လည်းမရအောင်ဆိုတော့6ကို6တိုင်းပဲထားမယ်ပြီးရင်4ရကြတော့နှစ်ထပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့2ကိုခြေပြီးတော့အပြင်ထုတ်မယ်2 root 6 number 6ကိုမတွက်ခင်တခုရှင်းပြချင်တာဘာလဲဆိုတော့ဒီမှာ square root ကကြတော့ power 1/2နဲ့တူတယ်ဆိုလိုတဲ့သဘောကဘာလဲဆိုတော့4 root မှာလား4 root ဆိုလို့ရှိရင်4ကဘယ်သူရဲ့နှစ်ထပ်တော့2ရဲ့နှစ်ထပ်2နဲ့4ဘာလို့2နဲ့ကြေသွားလဲဆိုတော့ဒီမှာ2 square ရှိရယ်2 square ရှိရယ်ဒီမှာပြောထားပြီးသား square root ကဘာနဲ့တူလဲ power 1/2နဲ့တူတယ်power 1/2နဲ့တူတဲ့အတွက်ကြောင့်မို့လို့ power 1/2ထပ်တင်တယ်အခြေတူနေရထညိုးပေါ်ထညိုးတင်ထားရထညိုးချင်းမြောင်မယ်2 power 1/2ဆိုတော့ဒါနဲ့ကြေပြီးတော့အဖြေက2ရတာအဲ့ကြောင့်မို့လို့ဒီမှာ root ထဲမှာ4ရှိရမှာလား4ဆိုရင်2နှစ်ထပ်2နှစ်ထပ်ဆိုတော့ဒီနှစ်ထပ်နဲ့ဒီ square root နဲ့ကြေသွားအောင်အဲ့ကြောင့်2ကျန်တာတခုထပ်လို့ပြောစရာရှိတာကဒါဆိုလို့ရှိရင် square root မဟုတ်ဘဲနဲ့ cube root ဆိုရင်ဒီမှာ3ဒါဆိုရင်ဘာနဲ့တူလဲဆိုတော့ power 1/3နဲ့တူတယ်9ပဲထောင်း9ဆိုလို့ရှိရင်ဘာနဲ့တူပါရော power 1/9နဲ့တူပါပြီဒီမှာ8ပဲထားဒီမှာ3အဲ့ဒါဆိုလို့ရှိရင်8ကဘယ်သူရဲ့3ထပ်တော့2နဲ့4 4နဲ့8 2ရဲ့3ထပ်2ရဲ့3ထပ်ဆိုရင်2 3 root က power 1/3နဲ့တူတယ် power 1/3နဲ့တူတဲ့အတွက်ကြောင့်မို့လို့ဒီမှာ 1/3 တင်မှာထညိုးပေါ်ထညိုးတင်ထညိုးချင်းမြောက်3 into 1/3 so 2ဆိုလိုချင်တာနားလဲတာဒီမှာက square root မို့လို့2နဲ့ခြေသွားတာဒီမှာ3 root ဆိုလို့ရှိရင်3ကဒီမှာ2 3တက်ရှိမှာပဲ2ရမယ်အပြင်ထွက်လို့ရမယ်ဒီမှာဒီ root ထဲမှာဒီမှာ9 root ဆိုရင် 1/9 ရမှာကြည့်မယ် okay so ဖြတ်လိုက်ပါမယ် okay အဲ့ဒါဆို number 6သွားရအောင် number 6က okay ခုနကရှင်းပြထားတဲ့အတိုင်းပဲ two root ဖြစ်နေရ okay this 16 so 16ကိုတွက်မယ်16ဆိုလို့ရှိရင်2 8 4 16 2 4 4 8 2 2 4 4ဆိုတော့2 4တက်ဖြစ်နေရ2 4တက်ဆိုရင်3 2 3တက်နဲ့1ထက်နဲ့မြှောက်ထားမှာမဟုတ်ဘူးလားပြောချင်တာနားလဲတာ2 power 4က2 power 3နဲ့2 power 1နဲ့မြှောက်ထားတာဒီမှာတစ်ဆင့်ပြန်တွက်မယ်ဆိုရင်အခြေတူနေရ2နဲ့2နဲ့တူနေရဒါဆိုအခြေကိုရေးမယ်ပြီးရင်မြှောက်ထားတဲ့အတွက်ကြောင့်မို့လို့ထညွှန်းချင်းကိုပေါင်းမယ်2 power 4ပဲပြန်ရမှာနားလဲလား2 power 4 2 power 4ဒါပဲပြန်ရမှာအဲ့လိုမျိုးလုပ်လိုက်တာပဲရှိရ2 power 4က2 power 3နဲ့2 power 1နဲ့မြှောက်ထားတယ်သူပဲ so 3တက်ရှိရဲ့လူကထွက်မယ်2ပြီးရင်ဒါမှမေ့ပါနဲ့ဒီမှာ3ရှိရဲ့2ကျန်ခဲ့မယ်2 into 3 root 2 okay နောက်တစ်ခု120နဲ့မှ8ဒီမှာ root
ဒီမှာ3ပါတယ်128ဆိုရင်128ကိုတွက်မယ်128ဆိုလို့ရှိရင်2ဆိုတော့2 6 4 12 2 4 4 8ဒါဆို2နဲ့ထပ်ဆောင်မယ်2 3 4 6 2 2 4 4 2ဆိုတော့2တက်လေးနဲ့2 6 4 12ပြီးရင်2 8 4 16 2 4 4 8ပြီးရင်2 2 4 4ဒါဆိုရင်1 2 3 4 5 6 9 so 2 9ထပ်2 9ထပ်ဒီမှာ3ပါမယ်ဆိုတော့ root ရေးမယ်3တက်မယ်ပြီးရင်2 3တက်အမြောက်2 3တက်အမြောက်2ဒီမှာစုစုပေါင်း3အခြေတူနေရပြီးရင်ထပ်ညွှန်းတွေပေါင်းကြည့်မယ်3နဲ့3နဲ့ပေါင်း6 6ရဲ့1ရဲ့ပေါင်းရဲ့9မှန်နေရအခုကမျိုးလုံးရှင်းရအောင်ဆိုပြီးတော့3ခုတွေပြန်ခွဲလိုက်တာပြီးရင်3ကြည့်မယ်3ကြည့်မယ်ဆိုတော့ရှိက2ခုကထွက်သွားပြီထဲမှာ2တစ်လုံးကျန်နေမှာပြီးရင် root က3 so နောက်ဆုံးအဖြေကဘာရမလဲ4 3 root 2 so let's go to the next one ဖြတ်လိုက်အောင်မှာ3 root 24 24ဆိုရင်2တက်လေးနဲ့2နှစ်လေး2ဆိုရင်2 6လေးစနေ2ဆိုရင်3 so ဒီမှာက3နော်ပြီးရင်ဒါက2 3တက်နဲ့အမြောက်3ဖြစ်သွားမယ် so 3တက်ရှိရဲ့လူကထွက်မယ်2ထွက်သွားပြီပြီးရင် root ထဲမှာ3 root ထဲမှာကျန်ခဲ့တာက3နံပါတ်9ကကြတော့သူကလည်း385ဒါဆိုရင်385ဆိုတော့ okay 385 9နဲ့ဆုံးတဲ့အတွက်ကြောင့်မို့လို့9နဲ့ရတော့အများကြီးပြန်ပါပဲ so 9နဲ့တွက်မယ်9လေး25 6 5 9လေး35ပြီးရင်9 9လေး35လို့25ကျန်မယ်9လေး25 9တက်လေး9 9လေး25 9 3လေး35 so ဒီမှာကြတော့ဒီမှာက3เนาะ9 3တက်ရဲ့ပြီးရင်3ရဲ့ကျန်မယ် so 3တက်ရှိရဲ့လူကအပြင်ထွက်လို့ရတယ်5ပြီးရင်ကျန်ခဲ့မှာက3 root ထဲမှာကျန်ခဲ့မှာ3ဒါကတော့ root ထဲမှာရှိတာ8ဆိုရင်8ကတရားလီ8ဒီမှာက8ကကြတော့2နဲ့4 4နဲ့4 8 2ရဲ့3တက် into 100 3ဆိုတော့3တက်ရှိရဲ့လူထွက်မယ်2ထွက်သွားပြီဒီမှာဒီ3 root ထဲမှာကျန်ခဲ့တာက100 okay အလုံးမှန်မယ်လို့ထင်ပါတယ်ဖြည့်တိုက်ပြီးပြီဆိုရင်နောက်တစ်ခုသွားမယ် chapter 1က orders of operation တွေပြန်ထည့်ထားတယ် okay example နှစ်ခုကိုတူတူတွက်မယ်ပြီးရင် exercise ကိုကိုယ့်ဘာကိုတွက်မယ်ပြီးရင်အဖြစ်ပြန်တိုက်မယ် so here 45အနှုတ်4 square by 2 so 45အနှုတ်4နှစ်ထပ်ကဘယ်လောက်လဲ4 4 16 by 2 45နဲ့ဘာမှမလုပ်ခင်ခြေလို့ရလားခြေလို့ရရင်ခြေလိုက်ဘာလို့လဲဆိုတော့ကဏ္ဍအနည်းဆုံးဖြစ်လေပိုကောင်းလေပဲဆိုရင်2တက်လေးနဲ့2 8 4 16ဒါဆိုရင်45ရနေပြီးတော့8ကိုနှုတ်မယ်ဆိုရင်30နဲ့ခွန် okay ဒါဆိုရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့သူကဒီမှာ green ရှိရယ် PEMDAS orders of operation PEMDAS မှာ parentheses လက်သေးခွင်းတွေကိုအရင်ရှင်းရမယ်လို့ပြောထားတယ်လက်သေးခွင်းပြီးရင် exponent ထပ်ကိန်းတွေပြီးတော့မှပဲပေါင်းလုံးမြောက်စားလာမယ်ဒါဆိုရင်လက်သေးခွင်းရင်ရှင်းရအောင်2ကိုဒီတိုင်းပဲထားအောင်လက်သေးခွင်းထဲမှာ2ရယ်5ရယ်ပေါင်းတာရှိရယ်2နဲ့5နဲ့ပေါင်းတော့ခွန် exponent ကိုဒီတိုင်းပဲထားမယ်အနှုတ်6 so exponent ကိုရှင်းတော့မယ်9 9 49အနှုတ်6 so အမြောက်နဲ့အနှုတ်နဲ့ရှင်းလာပြီဆိုရင်အမြောက်ကိုဦးစားပေးမယ်ဆိုတော့49နဲ့2နဲ့မြောက်မယ်ဆိုတော့9နဲ့48တေးရမယ်4နဲ့48ဆိုတော့9အနှုတ်6
ဆိုတော့အဖြေက60နဲ့မှ2ရမယ်ဒါဆိုရင် exercise ရောက်ပြီ so ကိုယ့်ဘာကိုတွက်မယ်ပြီးရင်အဖြေပြန်တိုင်းမယ် video pause လုပ်လို့ရပြီတော်ပြီးသွားပြီလို့ထင်တယ်ဒါဆိုဖြေတိုက်အောင်နည်းနည်းလေးချဲ့လိုက်မယ် okay PMDAS rule တိုင်းလိုက်နာမယ်8ဒီတိုင်းမဲ့ထားမယ် exponent ပါနေရဲ့ exponent ကိုအရင်ရှင်းမယ်2နဲ့4အပေါင်း1ဒီမှာအစားရဲ့အပေါင်းရဲ့ရှင်းလာပြီဆိုရင် rules အရာအစားကိုပို့ပြီးတော့ဦးစားပေးမယ်ဆိုတော့8ကို4နဲ့စားမယ်ဆိုရင်4နဲ့8အပေါင်း1 so the answer is number 3နောက်တစ်ခုက18 minus 2 by 2 so အနှုတ်ကိုအရင်ရှင်းမယ်အပေါ်ကပိုင်းဝေကိုအရင်ရှင်းမယ်18တဲကနေ2ကိုနှုတ်ရင်16 16 by 2 so 16 by 2 2နဲ့ချိန်မယ်2တက်လေးနဲ့2 8လေး16 so the answer is 8 number 3ကကြတော့ gwin ပါနေရဲ့ဆိုတော့ gwin ကိုအရင်ရှင်းမယ်4 plus 2 gwin ထဲမှာ8ရဲ့6ရဲ့ပါတယ်8နဲ့6နဲ့ပေါင်းလို့ရှင်14အနှုတ်1 so ဒီမှာအမြောက်ပါနေပြီဒီမှာအမြောက်အဲ့ဒါဆိုရင်4ဒီတိုင်းမဲ့ရေးထားမယ်အပေါင်း14နဲ့4 28အနှုတ်1ဒီမှာအပေါင်းနဲ့အနှုတ်နဲ့ရှင်လာပြီအပေါင်းနဲ့အနှုတ်နဲ့ရှင်လာလို့ရှင်ဘယ်ဟာကိုဦးစားပေးမှပြောထားလဲဘယ်ဘက်မှာရှိရဟာဦးစားပေးမှပြောထားတယ်ဒါဆိုဘယ်ဘက်မှာပါရှိလဲဘယ်ဘက်မှာပေါင်းရှိရဒါဆိုရင်ပေါင်းမယ်28ရဲ့4ရဲ့ပေါင်းမယ်ဆိုရင်30နဲ့2အနှုတ်1ဆိုဖြေက30နဲ့1ရမယ် number 4ကကြတော့လက်သေးဝင်ပါနေပြီဆိုလက်သေးဝင်ကိုအရင်ရှင်းမယ်6တဲကနေပြီးတော့9နှုတ်လို့ရှိရင်1ရမယ် power 3 so 1ကိုဘယ်လောက်တင်တယ်ဘယ်နှထပ်ပဲတင်တယ်အကျိန်900မကတော့အကျိန်1000ပဲတင်တယ်ပဲ so 3နဲ့တင်နဲ့မြောင်းမယ်3တက်လီ3 number 5ကကြတော့မြောက်တာရယ်နှုတ်တာရယ်အမြောက်ကိုဦးစားပေးရမယ်ဆိုရင်4 3 4 12နှုတ်2 so the answer is 10 number 6ကိုသွားမယ် number 6ကကြတော့ exponent ပါနေရယ်ကျန်တာတွေအကုန်လုံးကူးချလိုက်ဘာမှမတွေးနဲ့အစင်တိုင်းပဲသွားမယ် exponent ရှင်းမယ်2နဲ့4အမြောက်5 so လက္ခဏာတွေကြည့်မယ်ဆိုရင်အနှုတ်ပါမယ်အပေါင်းပါမယ်အမြောက်ပါမယ်ဒီထဲမှာဦးစားပေးတင်တာပါလဲ PMDAS မှာအမြောက်ကိုဦးစားပေးတင်တယ် so အမြောက်နဲ့မဆိုင်တဲ့ဟာတွေအကုန်ကူးချမယ်3 minus 1 plus okay 5 4 20 okay အနှုတ်နဲ့ပေါင်းလဲရှင်လိုက်ဘယ်ဘက်မှာဦးစားပေးလို့ပြောထားလဲဘယ်ဟာဦးစားပေးလို့ပြောထားလဲဘယ်ဘက်မှာရှိရဟာဦးစားပေးပြောထားတယ်ဒါဆိုရင်ဘယ်ဘက်မှာက3အနှုတ်1ရှိရဒါဆို3နဲ့ကနေ1ကိုနှုတ်မယ်2 plus 2 20 so 22 number 7ကကြတော့ဒီ gwin ထဲမှာရှိနေရ gwin ထဲမှာရှိရအောင်ကိန်း3ခုဖြစ်နေတဲ့အပြင်ဟိုမှာအပေါင်းနဲ့အနှုတ်နဲ့ရှင်လာတယ်အပေါင်းနဲ့အနှုတ်နဲ့ရှင်လာရင်ဘယ်ဟာဦးစားပေးပြောထားလဲဘယ်ဘက်ကဟာဦးစားပေးပြောထားတယ်ဒါဆိုရင်9 minus 5ဖြစ်သွားမယ်ပြီးရင်2ဒါဆိုကိုရီးယားနေပြီးတော့9နှုတ်မယ်4 power 3 so 4 လေး16 16 4 64 so the answer is 64 number 8သွားမယ် number 8ကကြတော့ gwin ရှိနေရဒါဆို gwin ရဲ့ဟာကိုရင်ရှင်းမယ်4နဲ့2နဲ့ပေါင်းမယ်4နဲ့2နဲ့ပေါင်းရင်6အစား2အနှုတ်1 so အစားနဲ့အနှုတ်နဲ့ဆိုရင် rules အရာအစားကိုရင်ဦးစားပေးမယ်ဒါဆိုရင်6ကို2နဲ့စားမယ်2 3 4 6 3 minus 1 so 2ရမယ် number 9ကကြတော့9 5 25 exponent ကိုအရင်ရှင်းတာပြီးရင် plus အပေါ်က6တဲကနေပြီးတော့4နှုတ်လို့ရှိရ2ရမယ် by 2ဒီမှာ2တက်လေးနဲ့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 ကြေသွားပြီးတော့0ကျန်တာမဟုတ်ဘူးเนาะ1ကျန်တာကြေသွားရင်1ဒီမှာ1 by 1 so 1 so 26ရမယ် number 10ကကြတော့ gwin ပါရဲ့အတွက်ကြောင့်မလို့ gwin ကိုအရင်ရှင်းမယ်ကျန်တာကုန်ကူချမယ်16 plus 4 gwin က3နဲ့5နဲ့ပေါင်းတယ်ဆိုတော့5အမအပေါင်းရဲ့အမြောက်ရဲ့ဆိုလို့ရှိရင်အမြောက်ကိုအရင်ရှင်းမယ်16ကိုဒီတိုင်းပဲထားအောင်မယ်5 4 20ဆိုရင်စုစုပေါင်းဖြေက36ရှင်းမယ်လို့ထင်ပါတယ် okay ဒါဆိုလို့ရှိရင် chapter 2ကတော့အောင်မြင်စွာပြီးဆုံးသွားပါပြီပြီးလို့ရှိရင်
ဒီ calculator ကိုသုံးပြီးတော့ exponent တွေ roots တွေဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုပြန်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်အရင်တော့ကလည်းဒီ calculator ကိုဘယ်လိုသုံးရလဲဆိုတော့ကိုအကုန်လုံး cover ဖြစ်အောင်လုပ်ပေးထားတယ်ဒါပေမဲ့ဒီဟာကတော့ပို့ပြီးတော့ revision ဖြစ်သွားရအောင်ပြန်တင်ပေးပါပါ So everyone choose